皆さんこんにちは。こんにちは。今日こうしてですね、KBC ジャパンの皆さんと一緒に、特に今日は収穫感謝の礼拝を捧げることができますことを心より感謝いたします。今日のね、この収穫感謝の一番最初、収穫感謝が起こったのはアメリカで起こったんですね。イギリスのピューリタンって言ってですね、イギリスのクリスチャンたちが新しい地を求めてアメリカに行って、アメリカのバージニアっていうところでこの最初の収穫感謝の礼拝が行われたんですね。アメリカနိုင်ငံမှာပြုလုပ်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံကနေပြီးမှဒီအမေရိကန်တိုင်းပြည်ကိုရောက်ရှိလာပြီးမှသူတို့တွေကတောက်တဲ့များကိုစိုက်ပျိုးရိတ်သိမ်းပြီးတော့မှဥစွာကျေးဇူးချီးမွမ်းခြင်းကိုစတင်ခဲ့ပါတယ်။ 当時イギリスから船に乗ってアメリカに向かってもう何ヶ月間もですね、船に乗っていたので、もう食べるものもほとんどなくてですね、もうね、最初に言った半分以上の方がその船でもう亡くなってしまってたんですね。でようやくアメリカに着いたんですけども、もう食べるものも何にもなくてですね、もうとっても大変な状況の時に現地のインディアンの方たちが最初食べ物とかですね、作物を分けてくださってですね、そしてそれを1年間しっかりと耕して、ようやく神様からたくさんの恵みが与えられたことを感謝し、そしてそのインディアンの方たちを呼んで一緒にお祝いしたことがこの収穫感謝礼拝のスタートと言われているんですね。ဥစွာအင်္ဂလန်နိုင်ငံကြီးကနေပြီးတော့မှအမေရိကန်နိုင်ငံကိုတင်မောနဲ့ခီးပြလာတဲ့အခါမှာအစားအသောက်မရှိပြက်လက်သွားတဲ့အတွက်ကြောင့်မလို့လူအများများဟာသိဆုံးခဲ့ပါတယ်။အမေရိကန်ရောက်တဲ့အခါမှာလည်းပဲသူတို့ဟာအစားအသောက်မရှိပဲခက်ခဲတော့လည်းပဲအမေရိကန်မှာရှိတဲ့အိန္ဒိယနာလူမျိုးတွေကအစားအသောက်ကိုခွဲဝေပြီးတဲ့အဲ့ဒီနဲ့အဲ့လိုနဲ့စိုက်ပျိုးပြီးတစ်နှစ်ကြာတဲ့အခါမှာရိတ်သိမ်းရတဲ့ဖျားခင်ထမခံစားရတဲ့ကောင်းခြင်းတွေကရိတ်သိမ်းရဲ့အစားအသောက်တွေကိုအိန္ဒိယလူမျိုးတွေနဲ့အတူတကွကျေးဇူးတော်ချီးမွမ်းပြီးစားသုံးတဲ့အရာကနေမှကျေးဇူးတော်ချီးမွမ်းပွဲဟာစတင်ခဲ့ပါတယ်။ ここまで聞いたらとってもいい話なんですけども、実はこの後、本当はこのインディアンの人たちは自分の土地を困っているから、自由に使ってくださいって言ってたのに、イギリスから来た方々はお金を払ってその土地を自分たちのものにしたと思って、ここにズレが出てきたんですね。そして結局1年経って感謝の礼拝をしたのに、その後戦争になって戦いになってお互い殺し合ってしまうんですよね。အဲ့ဒီချီးမွမ်းပွဲကြီးတော့အင်တန်ချုံးပြီးဆင်ပြေပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူတို့မှာနားလည်မှုကွဲလွဲပြီးစစ်တိုက်တဲ့အချီကိုအချိန်ကြီးဖြစ်ခဲ့ပါတယ်။ဥစွာသူတို့လိုအပ်တဲ့ညီတွေကိုစိုက်ပျိုးညီနေရတယ်သူတို့ကချပြီးတယ်ကုညီတဲ့အနေနဲ့အင်ဂျင်နီယာမျိုးတွေကပြုလုပ်တယ်လို့သူတို့အဲ့လိုချင်းနေဒီရလာတဲ့အင်္ဂလန်နေရောက်လာတဲ့သူတွေကတော့ငွေကြေးပေးပြီးမှအဲ့ဒီညီကိုဝယ်ယူတာဖြစ်တယ်လို့အဲ့လိုနားလည်မှုကွဲလွဲချင်းကြောင့်ဖြစ်ပါတယ်。私たちが神様からの恵みっていうの、神様からの祝福を知らなければ、せっかく神様のことを信じているのに結局戦いになって争いになって殺し合いにまで発展するわけなんですね。ကျွန်တော်တို့ဘာတွေဟာဖျားခင်ထမခံစားရတဲ့ကောင်းခြင်းမင်္ဂလာကိုလေးလေးနက်နက်နားလည်တဲ့အခါမှာအချင်းချင်းတိုက်ခိုက်မှုတွေပြဿနာတွေဖြစ်သွားနိုင်ပါတယ်。同じ神様を信じているはずなのに喧嘩になる。ဖျားခင်ကိုယုံကြည်တဲ့ယုံကြည်သူအချင်းချင်းဖြစ်တော်လည်းပဲဘောချကွဲလွဲခြင်းရံဖြစ်ခြင်းတွေဖြစ်သွားတတ်ပါတယ်。もっと言えば同じ家族なのに喧嘩になる場合もあるわけなんですね。မိသားစုချင်းမှာလည်းမိသားစုခုချက်ဖြစ်တဲ့ပြဿနာဖြစ်တဲ့ရံဖြစ်ခြင်းတွေလည်းဖြစ်ပါတယ်。愛し合って結婚した夫婦なのに喧嘩になる時があるんですよ。အရန်ကိုချစ်ကြပြီးမှလက်ချက်ကြတဲ့ဇနီးမောင်နှံတွေလည်းရံဖြစ်ပွဲကြပါတယ်。愛する子供なのに喧嘩になる。 အရန်ကိုချစ်ကြပြီးမှလက်ချက်ကြတဲ့ဇနီးမောင်နှံတွေလည်းရံဖြစ်ပွဲကြပါတယ်。 愛する
親と子供が喧嘩する場合もあるわけなんですね。 ချစ်တဲ့မိသားစုသားသမီးနဲ့မိသားလည်းပဲရံဖြစ်ပြီးပြဿနာဖြစ်ပါတယ် 同じ親から育った子供なのに子供同士が喧嘩することもあるわけなんですね。 ဒီမိဘကပဲမွေးလာတဲ့ညီကိုမောင်နှမဖြစ်တော့လည်းပဲရံဖြစ်ပြီးပြဿနာဖြစ်ပါတယ် 聖書の一番最初に出てきているアダムとイブ、その子供たちがカインとアベル。 တမန်ကျမ်းစာထဲမှာကဘာဥမာပေါ်ပြထားတဲ့ကိုင်းနဲ့အဘေလာဆိုတဲ့ညီကိုလေးပဲ このアダムとイブは神様のことを裏切ってしまったわけですね。アダムとイブ。 အာဒမ်နဲ့အေဝါဟာဖျားရဲ့စကားကိုနားမထောင်ညှင်းဆန်ခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ် その子供たちのカインとアベルは殺し合いをしてしまうわけなんですね。 တားတွေဖြစ်တဲ့ကိုင်းနဲ့အဘေလာဟာလည်းချင်းရံဖြစ်ပြီးတော့မှအသက်ဆုံးရှုံးတဲ့အဖြစ်ဖြစ်ခဲ့ပါတယ် 神様が最初に作られたアダムとイブ、そしてその子供たちであるカインとアベル、それが殺し合いをしてしまうんですよね。 ကျွန်တော်အဆုံးဖျားခင်ဖန်ဆင်းထားတဲ့လူသားအာဒမ်နဲ့အေဝါအဲ့ဒီကဆင်းတဲ့တာကိုင်းနဲ့အဘေလာလည်းပဲလူတတ်မှုဖြစ်တဲ့အဖြစ်ကိုဖြစ်သွားခဲ့ပါတယ် これは私たちが神様の祝福を、何が神様の祝福なのかをしっかりと知ってなかったらですね、簡単に神様を裏切ってしまうし、そして神様の祝福を知らなかったら殺し合いにまでなってしまうわけです。 ဖျားခင်ရဲ့ဂျေဇုကိုလေးလေးနက်နက်နားမလည်တဲ့အခါမှာဂျေဇုကိုခံရရတဲ့နဲ့လူတတ်မှုဖြစ်တဲ့အဖြစ်ကိုဖြစ်သွားနိုင်ပါတယ် 皆さんも神様のことを信じて教会に来ていますけれども、もし私たちが神様の祝福、恵みっていうのを知らなければ簡単に喧嘩もしてしまいますし、簡単に別れてしまいますし、もっとひどくなったら殺し合いにまで発展するわけなんですよね。 ကျွန်တော်တို့ဟာဖျားကြောင့်ဝင်လာပြီးဖျားခင်ယုံကြည်ကိုးစားကြပါရဲ့နဲ့ဖျားရဲ့ဂျေဇုတော်ကိုလေးလေးနက်နက်နားမလည်တဲ့အခါမှာအလွယ်တကူပဲကျွန်တော်တို့ချစ်ချင်ရံဖြစ်နိုင်တယ်၊ကွဲပြားသွားနိုင်တယ်၊ပိုပြီးဆိုတာအချင်းချင်းတတ်ချက်တဲ့အဖြစ်ဖြစ်သွားနိုင်ပါတယ် 皆さん兄弟とか姉妹いますか？一人っ子っていう人はどうですかね。私はね3人兄弟なんですね。お兄ちゃんがいてて、弟がいてて、私がいるんですね。 ဒီဆွေနာညီကိုမောင်မလေးရှိတာကလားကျွန်တော်ကတော့ညီကို၃ယောက်ရှိပါတယ်အကိုရယ်ညီရယ်ကျွန်တော်အနေနဲ့ဖြစ်ပါတယ် 皆さん兄弟とか姉妹とかでですね、喧嘩したことありますか？あります。မောင်မလေးညဖြစ်ပြီးပါလား でも多分皆さんの喧嘩はそんな激しい喧嘩なんか多分してないでしょ。 မိတ်ဆွေများရဲ့ရံဖြစ်ခြင်းအလောက်ကြီးမဆိုးဘူးထင်တယ် 私はね、兄貴といっつも殴り合いでね、バーンって喧嘩して、もう見たこともないぐらい血が出たこと、バーンって血が出たこともね、あるぐらいすっごいひどい喧嘩してたんですよ。 ကျွန်တော်ကတော့ကျွန်တော်အကိုလက်ပြီးနဲ့ထိုးပြီးသွေးတွေထွက်တဲ့အချိန်ကိုပြင်းပြင်းထန်ထန်ညာဖြစ်ပြီးပါတယ် で弟、お兄ちゃんとはすっごいひどい喧嘩。弟ともすっごい、私真ん中だから私はお兄ちゃんとも喧嘩するし弟とも喧嘩するんですね。お兄ちゃんと弟は仲がいいんですよね。腹立つ。 ကျွန်တော်အလင်းဖြစ်တော့ကျွန်တော်အကိုနဲ့လည်းရံဖြစ်တယ်အောက်ကကျွန်တော်ညီနဲ့လည်းရံဖြစ်တယ်အကိုကြီးနဲ့ဒီညီကတော့အရန်ကိုသူတို့ရောအရန်ကိုချစ်ချစ်ခင်ခင်ရှိကြတယ်ကျွန်တော်ကဂျားပြတ်နေအဲ့လိုဆိုတော့နည်းနည်းခံပြနေတော့ 私の家族と本当によく喧嘩しました。 ကျွန်တော်တို့ညီကိုလည်းတော့တကယ်ပဲရံဖြစ်ခဲ့ပါတယ် そのお兄ちゃんが今や私たちのこの JBU の理事長なんですよね。 ကျွန်တော်ကဒီဂျပန်ဘက်ဒစ်စီနီရဲ့ခေါင်းဆောင်ဖြစ်ပါတယ် 私は GS なんですよね。 ကျွန်တော်ကဥက္ကဋ္ဌဖြစ်ပြီးတော့ကျွန်တော်ကတော့အတင်းဖြစ်ပါတယ် そ
そんなひどい家族のお父さんも牧師なんですよ。အဲ့တော့ရံဖြစ်ပြီးအဲ့တော့ဆိုးတဲ့ကျွန်တော်တို့ညီကိုတွေရဲ့ဖခင်နဲ့တင်းဥဆရာဖြစ်ပါတယ်。それはもう30年の前の話ね。今はもうすごい仲良しなんですよね。အခုဒီအကြောင်းရတော့လွန်ခဲ့တဲ့နှစ်ပေါင်း30အကြောင်းကိုပြောနေတာပါ。でも今は仲良しでも多分皆さん例えばね家族の中で喧嘩をしてもう家族なのに兄弟なのに会わなくなってしまってる人たちっていると思うんですよね。အခုချိန်မှာတော့ကျွန်တော်တို့တွေကတော့အားလုံးချစ်ချစ်ခင်ခင်ဆင်ပြေပါတယ်ဒါပေမဲ့လို့မိသားစုချင်းချင်းဆင်မပြေစကားမပြောတဲ့လူတွေလည်းလောကကြီးမှာရှိပါတယ်この日本でなんかニュースを見ていたら毎日のように親が子供を殺したとか子供が親を殺したとか兄弟同士で喧嘩して殺し合ったとか毎日のようにもうニュースで流れてくるわけなんですよね。ဒီဂျပန်သတင်းတွေမှာလည်းမိဘကတာသမီးကိုတတ်ချင်တာသမီးနဲ့မိဘကိုတတ်တယ်ဆိုတဲ့သတင်းတွေလည်းအများကြီးကြားသိရမှာပါクリスチャンの家庭なのに家族なのに喧嘩ばかりをしてしまう家庭っていうのもある。でも中にはですね本当に祝福されて毎日賛美や詩篇を読んでですね一緒に祈っている家族もある。なんて違いがあるんでしょうか。ယုံကြည်သူဖြစ်တော်လည်းမိသားစုချမှာအများနဲ့ရံဖြစ်တဲ့မိသားစုလည်းရှိတယ်လို့ချစ်ချင်းခင်နဲ့ဖျောက်ချီးမွမ်းပြီးဆုတောင်းနေတဲ့မိသားစုလည်းရှိပါတယ်။ဒါကြောင့်အဲ့လိုကြွားချပါတယ်လေ။なんで子供たちはですねそうやって喧嘩し合うんでしょうか。ဒါကြောင့်တာသမီးတွေကရံဖြစ်ကြတယ်လေここにはですねアダムとエヴァの子供たちカインとアベルの話が聖書には出てくるんですね。ဒီမှာကျမ်းစာထဲမှာအာဒမ်ရဲ့အေဝါရဲ့သားတွေဖြစ်တဲ့ကာယင်နဲ့အဘိလတို့အဖြစ်ကြတဲ့အကြောင်းအရာကိုဖော်ပြထားပါတယ်カインは土を耕すものだからこういう作物を育てるようなものになったんですね。ကာယင်ဟာလေတော့ပဲပြီးနေစိတ်ကြလေလုပ်တဲ့သူဖြစ်ပါတယ်アベルは羊を飼うもの、羊をですね飼うものになったんですね。အာဘိလတော့သိုးတွေကိုချိန်ချောင်းလုပ်သူဖြစ်ပါတယ်カインは土の実りこうやって取れた中からですね一番いいものを選んで神様に捧げ物をしたんですね。ကာယင်ဟာသူစိတ်ကြလို့ရရှိတဲ့ကောက်ပဲပြီးနေတဲ့အကောင်းဆုံးဖျားခင်ကိုပူဇော်ပါတယ်一方アベルは羊の群れの中から一番最初に肥えた羊でですね一番最初に生まれた羊をですね神様に捧げたんですよね。အာဘိလတော့သူချိန်ချောင်းတဲ့သိုးတွေချေကအဦးဆုံးမွေးဖားတဲ့သိုးတွေကိုယူပြီးမှဖျားခင်ကိုပူဇော်ဆက်တာပါတယ်片方はこういう土の実り片方は羊を神様に捧げた。တယောက်သောသူကကောက်ပဲပြီးနေကိုပူဇော်တယ်တယောက်သောသူကသိုးကိုပူဇော်ပါတယ်今日読んだ聖書の中の4節5節では主はアベルとその供え物を顧みられた。しかしカインの供え物は顧みられなかった。だからアベルの供え物は喜ばれたんです神様の。しかしカインの供え物は喜ばれなかったって書いてあるわけなんですね。ဒီနေ့ရွေးချယ်ထားတဲ့တမန်ကျမ်းစာထဲမှာကာယင်ရဲ့ပူဇော်တက်တာကိုဖျားခင်ကပမာဏမပြုဘဲနဲ့အာဘိလရဲ့ပူဇော်တက်တာကိုပမာဏပြုပြီးလက်ခံတယ်လို့တွေ့ရပါတယ်実はここの部分をしっかりと私たちが知らなかったら私たちはクリスチャンでも簡単に喧嘩になって簡単に殺し合いになるぐらいまで私たちは発展する。なんで神様は片方のだけ喜んで片方のを喜ばれなかったのか。実はここに秘密があるわけなんですね。ဖျားခင်ကဘာကြောင့်တယောက်သောသူရဲ့ပူဇော်ပမာဏပြုပြီးတယောက်သောသူရဲ့ပူဇော်တက်တာကိုပမာဏမပြုလက်မခံတယ်ဆိုတာအဲ့ဒီနေရာမှာလျှို့ဝှက်ချက်ရှိပါတယ်多くの牧師たちは多くのクリスチャンたちはこの問題がなぜそうなってしまったのかなぜ神様は片方だけ喜ばれたのかずっとメッセージの中でいろんなメッセージをしているんですけれども例えば
アベルの方がカインに勝っていたっていう解釈をずっとしてたんですね。ဒီစံချက်နဲ့ပတ်သက်ပြီးမြောက်များစွာသောဆရာတွေကတရားဟောတဲ့အခါမှာတယောက်သောသူရဲ့ပူဇော်တက်ကဟာပါ၍ကောင်းတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလိုပြောတဲ့သူတွေရှိပါတယ်。ヘブライ人への手紙なんかを読んでみましても、ヘブライ人への手紙の11章4節っていうところを読んでみると、信仰によってアベルはカインより優れた生贄を神様に捧げ、その信仰によって正しいものであると証明されたって聖書に書いてあるから、アベルの方がカインよりも優れた捧げ物を捧げたんだ、ずっとそういう理解をしていたんですよね。ヘブライは神様ってレマアベラディカイナプソロイェチェタイミェドイコヨンチチアピシャピャプソイチョトドイコプソイミミピャマディフテテカノミスレジチャンチェコタイミェドイコプソイスレエトロベトボパミマエロベトボパチャバレアベルはこういう土から取れたもの、一番最初に取れたもの、たくさんの実りを神様に返した。でも一方カインも羊の中でも一番いい羊、最高の羊を神様に捧げたはずなんですよね、聖書を読んだら。だから本来はどっちが神様に喜ばれるなんていうことはね、どっちも最高のものを捧げてるんですね。カインレベトサイキュレチャアカウンソンをピャティアウティレイヤをプソケトアベラレトムエレ多りချက်ကအူဝေးတဲ့သူအကောင်းဆုံးကိုသူကပူဇော်ပါလိမ့်မယ်။ဘယ်အရာကတာ၍မြတ်တယ်လဲဆိုပြီးမှဖျားဖျားဘယ်အရာတာ၍မြတ်တယ်လို့သတ်မှတ်တယ်လဲဆိုတဲ့အရာပဲဖြစ်ပါတယ်။なぜ神様は片方の方だけを喜ばれたのか。။ဘာကြောင့်ဖျားဖျားတစ်ဖက်ကိုပဲပမာဏပြုတယ်လဲ။私はわからないって言うんですよね。わからない。聖書を読んでもわからないことがあるんですよ。私たちにはわからないこともあるんですよね。なぜ神様が片方のだけ喜ばれて片方のを喜ばれなかったのか。まあいろんな牧師はいろんな説明をするけれども、私はわからない、神様の考えは。တယောက်ဆရာအနောက်များစွာသောတယောက်ဆရာများဟာဒီအချက်နဲ့ပတ်သက်ပြီးမှအမျိုးမျိုးသောအမြင်အားဖြင့်တရားဟောကြားတယ်ဖော်ပြကြပါတယ်ဒါပေမဲ့လို့ကျွန်တော်ကတော့ဒီအရာကိုနားမလည်နိုင်ပါဘူးတရားသခင်ကဘာကြောင့်ပမာဏမပြုတယ်လဲဘာကြောင့်ပမာဏပြုတယ်လဲဆိုတော့နားမလည်နိုင်ပါဘူး私たち人間はすぐにね、神様のことを分かろうとしますけれども、私たちは作られたものであって本当に作ってくださった神様の思いは分からないんですよね。ကျွန်တော်လူသားများဟာဖျားသခင်ရဲ့သဘောဖျားသခင်ရဲ့သဘောတော်ဘာကိုနားလည်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့လို့ဖန်ဆင်းခံတဲ့ကျွန်တော်ကျမများဟာဖန်ဆင်းရှင်ရဲ့စိတ်နှလုံးကိုအကုန်နားလည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးなぜクリスチャン同士が喧嘩するか、なぜ牧師同士が争うか、これは自分の方が分かってる、自分の方がもっと神様のことを分かってるってお互いが言うから喧嘩になるんですよね。တယောက်ဆရာချင်းချင်းရံဖြစ်ကြတယ်ယုံကြည်သူချင်းချင်းရံဖြစ်ကြတယ်ဒီလိုရံဖြစ်တာဟာကိုကပဲဖျားအလိုတော်ကိုပို့ပြီးသိတယ်ပို့နားတယ်ပို့သဘောပေါက်တယ်ဆိုတဲ့စိတ်မျိုးရှိတဲ့အတွက်ကြောင့်ရံဖြစ်တာဖြစ်ပါတယ်私は分からないことは分からないっていうことの方が神様のことを素直に語ってると思うんですよね。ကျွန်တော်ကတော့ဖျားနားမလဲတဲ့အရာကိုနားမလဲဘူးလို့ရိုးရိုးသားသားဝန်ခံခြင်းကလည်းပါပြီးကောင်းပြီလို့ပြောလိုက်ပါတယ်この収穫感謝の本当の意味っていうのは神様が与えてくださった収穫を感謝する日なんですね。でも私たち人間が間違えた考えをするとどれほど大きなものを恵みをですね私たちは作ることができたか、それを神様に捧げることができたか、自分の素晴らしさを神様に見てもらおうとですね私たちはこれを神様に捧げてしまったら
神様は喜ばれないのかもしれない。神様が与えてくださった恵みを感謝するのが礼拝なんですよね。でもいつの間にか私たちの考えの中では、ほら神様こんなに素晴らしいものがこんなにたくさん取れました、だからこんなにいっぱい働いた自分を神様褒めてくださいっていう思いがあればですね、それは神様は喜ばれることではないんです。အမှန်တကယ်ပဲကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့အရာဟာဘုရားခင်ထံမှာခံစားရတဲ့ကောင်းချီးတွေကအလုံးစုံကိုရည်တက်ပြီးဘုရားခင်ကျေးဇူးတင်ပါတယ်ဆိုတဲ့ရက်ကိုပူဇော်ဖို့အကြောင်းတက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ကျမတို့လူသားတွေဟာဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းရက်ပူဇော်တာဘုရားခင်ကြည့်ကောင်းကျွန်တော်ဒီလောက်တော့စူးစမ်းထားတယ်ကျွန်တော်ဒီလောက်တော့လုပ်တာကြည့်အရန်ကောင်းတယ်မဟုတ်လားဒီလောက်တော့မှလုပ်ထားပြီးဒီလောက်တော့မှစက္ကန့်နဲ့ဒီလောက်တော့ပူဇော်နေဆိုဝါကြွားခြင်းနဲ့ကိုပြန်ဆိုင်တဲ့ဘက်ကိုရောက်သွားမယ်ဆိုရှင်ဒါဖျားခင်ဝမ်းမြောက်တဲ့အရာဖြစ်နိုင်ပါမလား。神様に感謝を捧げる一番よく見えるのは献金です。献金。この献金の捧げ方も皆さんどういう捧げ方をしているのか、神様はちゃんとご覧になっていると思うんですね。အလူငွေအထူးသဖြင့်သိတာကတော့အလူငွေဆက်ကချင်းဖြစ်ပါတယ်။အလူငွေချက်ဝင်တဲ့အခါမှာဘယ်လိုပုံစံမျိုးဘယ်လိုနှလုံးသားဘယ်လိုအနေအထားမျိုးနဲ့ပူဇော်ဆက်ကတည်းဆိုတာကိုဖျားခင်ကစိတ်ဝင်စားပါတယ်။ 本当は神様が与えてくださっている恵み、神様が私たちに命を与えてくださって、神様が私たちに力を与えてくださって、だから私たちは働くことができて収入を得ることができる。だから本当に神様感謝しますって言って捧げる献金なのか、それとも私はこんなにたくさんお金を用意してこんなにたくさん献金箱に入れた、どうぞ神様見てください、私はこんだけのお金を入れましたって言って献金するのか、神様はどちらの方を喜ばれるのでしょうか。အလူငွေပါဝင်တဲ့အခါမှာဖျားခင်ပေးတဲ့ခွန်အားဖျားခင်ပေးတဲ့ကျမ်းမာခြင်းနဲ့ဖျားပေးတဲ့အလုပ်မှာဖျားအခွင့်နဲ့အလုပ်လုပ်လို့ရရှိတဲ့ဝင်ငွေဖျားကျေးဇူးကြောင့်ရရှိခဲ့တဲ့အရာကိုအောက်မေ့ပြီးဖျားခင်ပူဇော်ဆက်ကခြင်းဖြစ်သလား။ဒါမှမဟုတ်ဘဲနဲ့ဖျားခင်ကြည်ပါဦးဒီလောက်အများကြီးကိုကျွန်တော်ပြင်ဆင်ပြီးဒီလောက်အကြီးကြီးဒီလောက်အများကြီးဖျားခင်ကျွန်တော်ဒီလိုဆက်ကတဲ့ဆိုတဲ့ဝါကြွားတဲ့အဲ့လိုနှလုံးသားနဲ့ပူဇော်ဆက်ကတလားအဲ့ဒီပုံမှာမူတည်ပြီးဖျားခင်ရဲ့ပမာဏပြုခြင်းဟာကြွားချသွားမှာဖြစ်ပါတယ်။ 神様が何を喜ばれて何を喜ばれなかったのかは私は分かりません。ဖျားခင်ကဘယ်အရာကိုဝမ်းမြောက်အားရတယ်လဲဆိုတာကိုကျွန်တော်တို့ကနားမလည်နိုင်ပါဘူး。しかし人間の気持ちは私は分かる。ဒါပေမဲ့လို့ကျွန်တော်တို့လူသားရဲ့စိတ်နဲ့သဘောထားစိတ်ဓာတ်ကိုတော့ကျွန်တော်အနေနဲ့နားလည်ပါတယ်。アベルは自分の捧げ物を神様が喜んだとか喜んでなかったとか、アベルは関係なかったんですね。アベラကတော့ဖျားခင်ဝမ်းမြောက်တယ်လားဝမ်းမမြောက်ဘူးလားဆိုတာဒီတော့ဘာမှသဘောမထားပဲね。カインは自分のものが喜ばれなかったのを聞いてすごく怒るわけなんですよね。アベラကတော့ဘာမှဘလို့မှခံစားချက်မရှိပဲရိုးရိုးပဲဖျားခင်ကိုပူဇော်ပေးနေတယ်။ကိုင်နာတော့ဖြစ်သူပူဇော်တဲ့အရာကိုဖျားခင်မနစ်တဲ့ဘူးပမာဏမပြုတ်ဘူးဆိုတဲ့အရာကိုသူကစိတ်ဆိုးပါတယ်。なぜ神様が片方だけ喜んで片方は喜ばれなかった。神様の問題ではなくて私たちが神様に捧げるその私たちの心の問題なんですね。一方は神様から与えられた恵みに対してお返しするだけだから別に神様が喜ばれようが喜ばれなかろうが関係ない。神様に感謝を捧げる。でも一方のカインは自分のものを喜んでくださらなかったのを見て激しく怒るわけ。なんで神様は俺の分だけは喜んでくれないんだって言ってですね、カインはすごく心の中で腹を立つ。あいつが取ってきたこんな作物よりも俺が育てたこの羊の方がよっぽど大変でよっぽど力がかかってよっぽどしんどかった。だからあいつの比べた作物なんかよりも俺が生まれて捧げたものの方がよっぽどいいはずでしょって言ってカインは怒ったんですよ。神様はその人たちの心を見ておられるんです。
ကာယင်ကစိတ်ဆိုးပါတယ်အဘိကတော့သူရရှိတဲ့ကောင်းကြီးမင်္ဂလာခြင်းနဲ့ဖခင်ကိုပူဇော်ဆက်ပတ်တယ်ဖခင်ကနှစ်သက်တယ်မနှစ်သက်ဆိုသူဘလို့မှစိတ်ထဲမှာခံစားချက်မရှိဘူးရိုးရိုးလေးပဲသူကဖခင်ကိုကျေးဇူးတင်တဲ့အနေနဲ့ပူဇော်ပါတယ်ကာယင်ကတော့ဖြစ်သူပူဇော်တဲ့အရာသူပူဇော်တဲ့အရာချက်ကျွန်တော်ကချွေးတဲ့သွေးနဲ့အရာကိုအားစိုက်ခွန်ဆိုင်နဲ့စူးစမ်းထားတဲ့ဒီပူဇော်ဘာကြောင့်လက်မခံတာလဲဆိုပြီးတော့စိတ်ဆိုးတယ်အထူးကတော့မိမိရဲ့စိတ်ခံစားမှုဖြစ်ပါတယ်本来神様はアベルにしてもカインにしても神様が本来祝福を与えているんですよね。でも人間の方が同じ兄弟なのに比べてしまってるんですね。私の方がもっとすごいだろう。私の方がもっといいだろう。私が人と比べ出すとそこに罪が待っているわけですよね。나가 오비 조사를 나가 오비 아사이데 소비로마 미미고고 오로다 오가오네 수레 생도보네 두다바 두로다 나가 몰로부 소비마 두다바네 미미고고 나이신비 나 수레 생도보 오로다 오베 티마피 와저친 에리 세가 생나로 생도보하 앞직고 짜야도아시바네 アベルは、この後実はね、アベルは殺されてしまってもそれから聖書のことには出てこないんですけども、今度はカインの方、罪を犯したカインの方は弟を殺したにもかかわらずさらに神様はそのカインを守るわけなんですよね。カインはニーကိုတတ်လိုက်တဲ့အတွက်ကြောင့်လည်းသူဟာလူတတ်သမားအပြစ်ရှိတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လည်းဖျားဖျားသူ့ကိုပြစ်ပယ်မထားဘဲနဲ့ကောက်ွယ်မဆပါတယ်この罪人であるカインが今度は聖書の主人公になっていくわけなんですね。အဖြစ်သားဖြစ်တဲ့လူတတ်မှုကိုကျူးလွန်တဲ့ကာယင်ဟာအဓိကဇာတ်ကောင်တွေနဲ့တမန်ကျမ်းစာမှာဖော်ပြထားပါတယ်お父さんとお母さんアダムとエバも神様の前で罪を犯したものになりました。そしてまたこの息子のカインも罪を犯したものになりました。でもこの罪を犯した者たちが聖書の中では主人公になっていくわけなんですね。အာဒမ်နဲ့အေဝါဟာဖျားခင်ရဲ့ပြည့်ညက်ချက်ကိုချိုးဖောက်ပြီးနားမထောင်တဲ့အတွက်အပြစ်ကိုကျူးလွန်ခဲ့တယ်လို့ပဲတားကိုင်ရလည်းပဲညီကိုတပ်ပြီးလူတပ်မှုကျူးလွန်ပြီးအပြစ်ကျူးလွန်တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လို့တမန်ကျမ်းစာထဲမှာအဲ့ဒါလိုအပြစ်ရှိတဲ့လူတွေကိုပဲအဓိကဖော်ပြသွားတဲ့အကြောင်းအရာတွေကိုမြင်တွေ့ရပါတယ်もし私たちが人と比べようっていう気持ちを持っていたら罪がその戸口で待っている。この戸の外で、ね、罪がもう待っている。こっちに来なさい、こっちに来なさいって罪が、ね、私たちのことを呼んでいるんですよね。ကျွန်တော်တို့ဟာအကယ်၍များသူတစ်ပါးနဲ့မိမိကိုယ်ကိုနှိုင်းရှင်နေဆိုလို့ရှိရင်အဲ့နှိုင်းရှင်တဲ့စိတ်ရှိတာနဲ့တခါလေမိမိရဲ့ရှေ့မှာမိမိအနားမှာအဖြစ်ကတော့ဝင်ရောက်လာဖို့အစဉ်သင့်ဖြစ်နေပါပြီお父さんとお母さんのアダムとエバはですね、神様の前で罪を犯した時にですね、自分たちが裸でいるのを気づいて取って食べてはいけないっていう実を食べてしまったんですね。すると神様の前で自分たちが裸であったことを知ってどっかに隠れてしまうわけなんですね。すると神様はお父さんとお母さんアダムというお前たちはどこにいるって聞いたんですね。今度このカインも罪を犯した時にですね、お前の弟アベルはどこにいるのか、どこにいるのか、あなたたちは一体どこにいるのか。罪を犯してしまうと私たちは神様から離れようとしてしまうんですね。なぜなら私たちは神様の前で罪を犯したら裁かれるから。だから私たちは神様から離れようとするわけなんですね。အာဒမ်နဲ့အေဝါဟာဖျားစကားနားမထောင်ပဲမစားနဲ့ဆိုတဲ့အတီးကိုစားလိုက်တဲ့အတွက်အပြစ်ရောက်သွားတဲ့အခါမှာသူတို့ဟာမိမိကိုယ်ကိုချီးစီးရှိတယ်ဆိုတော့မြင်တွေ့ပြီးမှပုံရှိုးပါတယ်အဲ့ဒါလိုပဲတားကိုင်ရလည်းပဲညီကိုတတ်လိုက်တဲ့အပြစ်ကျူးလွန်တဲ့အခါသူဟာပုံပွေပါတယ်အဲ့ဒါလိုပဲကျွန်တော်တို့ဒီလည်းပဲအပြစ်ရှိတဲ့အခါမှာဖျားခင်နဲ့ဝေးတဲ့နေရာကိုပုံရှိုးတတ်ပါတယ်神様は罪を犯したお母さんエヴァに対してまたこ
このカインに対してお前たちは何ていうことをしたんだ、罪を犯したら神様にその罪がバレてしまうと神様はお前たちは何ていうことをしたんだ怒られるわけなんですよね。ဘုရားခင်ရှိမှအပြစ်ပြုလုပ်မိတဲ့အခါမှာဘာကြောင့်ဒီလိုအပြစ်လုပ်တာလဲဆိုပြီးအပြစ်အတွက်စီရင်အပြစ်တင်ခံမှာဖြစ်ပါတယ်。罪を犯した者たちは神様に見つかったら何ていうことをしたんだという裁きに遭い、そして罪人として神様はこの者たちを神様のものから呪われるものとなった。聖書には書かれているんですね。呪われるもの、神様から呪われるもの。本来人間は神様の前で罪を犯してしまうと呪われるものになってしまうんですね。ဘုရားခင်ရှိမှအပြစ်ကျူးလွန်တဲ့အခါအပြစ်ရဲ့အဖို့ခကျင့်ခြင်းအမင်္ဂလာဟာခံရမယ်ဆိုတဲ့အကြောင်းကိုဓမ္မကျမ်းစာမှာဖော်ပြထားပါတယ်။ でも神様の前で呪われるものになってもその者たちをまだ神様は救おうとしてくださる。အပြစ်အဖို့ခအတွက်ကျင့်ခြင်းခံရမှာဖြစ်တဲ့လူသားတွေဟာကျင့်ခြင်းခံတဲ့ပါလို့လည်းပဲဘုရားခင်ဂိရှိနာဟာဒီလူသားတို့ပြန်ကဲတင်ဖို့ဘုရားခင်ပြင်ဆင်ပါတယ်。本来私たちは神様の前でたくさんの罪を犯します。そしてたくさんの間違いを犯します。本来ならば神様から呪われるものと私たちはなるべき。しかしそんな私たちをまだ神様は救おうとしてくださっているんですね。ကျွန်တော်ကျမတို့လူသားတွေဟာဘုရားခင်ရှိမှမြောက်များဆိုတော့အစ်ကိုကျူးလွန်တဲ့အမှားတွေများစွာလုပ်ဖြစ်နေကြတယ်။အဲဒါကြောင့်မလို့ကျမတို့ဟာစီခါမယ်ကျင့်ချင်းခံရဖို့တင်ပါတယ်။တိုးတော်လေးပဲဘုရားခင်ဟာကျမတို့ကိုကယ်တင်ဖို့အမြဲတမ်းပြင်ဆင်နေပါတယ်။ 私たちが人と比べようとしたり、人よりももっと自分たちが自慢しようと思うとですね、神様は私たちを許されないわけですね。သူတစ်ပါးနဲ့မိမိကိုယ်ကိုနှိုင်းယှဉ်နေမိမိကိုယ်ကိုသူတစ်ပါးတဲ့ပိုပြီးဝါကြွားခြင်းတဲ့အရာများအဲ့လိုနှလုံးသားတွေကိုဖျားခင်အလိုမရှိပါဘူး。皆さんはこの後も多分献金があると思いますけども、どういう思いで神様に毎回献金を捧げていますか？ခဏနေကြရင်ကျွန်တော်တို့ဟာဖျားခင်ကိုကျေးဇူးချီးမွမ်းတဲ့ရစ်ကိုပူဇော်မယ်အလူတော်တွေကိုဆက်ကပ်ကြပါမယ်ဘယ်လိုနှလုံးသားမျိုးနဲ့ဖျားခင်ကိုပူဇော်ဆက်ကပ်ကြပါလဲ。私はね小さい頃ね、まだ高校生ぐらいでアルバイトをしてた時にね、うちの兄がもうすでに教会で役員か何かをしてたんですね。それでね、私がね献金した時にちょうど財布の中にね1万円しか入っていなかったんですよね。高校生で1万円献金するってちょっと大変ですよね。でももう財布の中にそれしかないから1万円を本当献金袋に入れたんですよね。まあ偉いんですよね。でも実はね心の中では私のお兄さんが会計をしてるって知ってたんですよね。だから礼拝が終わった途端お兄さんのところに行ってちょっと9000円返して1万円もさっき献金したけど俺そんなするつもりなかったからちょっと9000円返してって言ったんですよね。するとうちのお兄ちゃんめっちゃくちゃ怒ってね、まあそれでも喧嘩ですけども、お前神様に対して捧げた献金を返せって何を言ってるんだ。お兄ちゃんめちゃくちゃ怒るわけ。こっちもね、お前俺1万円も献金そもそもするつもりはなかった。なんで入れたんだ。なんで取ったんだって言ってですね、もうすっごい喧嘩したんですけれども、皆さんはどういう気持ちで神様に献金していますか？ကျွန်တော်ဟာအလင်းလားအချက်တန်းကြောင်းသားတော့ကျွန်တော်ဟာ part time အလုပ်လုပ်ပြီးမှဝင်ရတဲ့အခါမှာအတင်းတော်မှာကျွန်တော်အလူငွေချက်ပါတယ်အဲ့ဒီအလူငွေချက်တဲ့အခါမှာကျွန်တော်ရဲ့ပတ်စံအိမ်မှာ1000တန်တစ်ရက်ပဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ဟာအဲ့ဒီ1000ကိုကျွန်တော်ချက်ပါတယ်အလူငွေကိုဘန္တာချင်းအနေနဲ့ငွေတွေကိုရည်တွက်တာကျွန်တော်အကိုဖြစ်တယ်ဆိုတော့ကျွန်တော်သိတဲ့အတွက်ကြောင့်အဲ့ဒီ1000ကိုကျွန်တော်ချက်လိုက်ပါတယ်အလူငွေချက်ပြီးနောက်မှာကျွန်တော်ကအကိုတွားပြီးမှငွေကိုချောင်ပြန်အမှားလို့တွားတောင်းတဲ့အခါမှာအကိုအရန်ကိုစိတ်ဆိုးပါတယ်
ဖျားခင်ကအလူငယ်ချက်ပြီးတဲ့အရောဘာကြောင့်အဲ့လိုပြောတယ်လဲဆိုပြီးမှအဲ့လိုအကြောင်းအရာရှိခဲ့ပါတယ်အဲ့ကြောင့်ဖျားခင်အလူငယ်ချက်ကဘလို့သဘောထားနေဖြစ်တယ်လဲဆိုတာအရေးကြီးပါတယ်まだ私がね20年前まだ新学生の頃ね実は東京平和協会で実習してた頃があったんですね今はもうこんなに大きくなりましたけどその時はまだ細くてねもうすごいかっこいい男の子だったんですよそれでね青年ぐらいの時にねで家賃の礼拝にね参加してた時多分皆さんもいてた人たちたくさんいてた20年前ねいてたと思うんですけどその時にね家賃の女の方がね献金する時にね私はもっともっと神様に本当は献金を捧げたいけれどもそんなに私は全然お金も持っていないから献金することができないこの献金袋の中にね自分を捧げたいっていう人がいたんですよね私はねそれまでね家賃の人たちのことほとんど知りませんでしたけれども家賃の人たちの信仰っていうのは素晴らしいなって実はその時本当に思ったんですよね、そして家賃の女性と結婚するには、それは違うんですけどもそこは別につながっていないんですけれどもでも本当にその時にねその方がね自分がこの献金袋の中に入りたいっていうのを今でも覚えてる本当に素晴らしい私なんかお兄ちゃんに9000円返せ言ってるのに本当に家賃の人はね素晴らしいと思ったんですよねကျောင်းသားအချိန်တုန်းကကျွန်တော်ဒီတိုကျိုပြချက်ချာဒီရှိစေလက်တွေ့ဆင်းတဲ့ကျောင်းသားရဲ့လက်တွေ့ဆင်းခဲ့ပါတယ်အဲ့ဒီခါမှာဒီလိုပဲကျေးဇူးချီးမွမ်းတဲ့ဝိပုကုကေစီစင်မှာအလူငယ်တွေပေါင်းကြပါတယ်အဲ့ဒီခါမှာကျွန်တော်ကတော့ကျောင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့အလူငယ်ညာနာမဖြစ်နိုင်ပါဘူးဒါပေမဲ့လို့တယောက်တော့ကချင်အမျိုးသမီးတယောက်ဟာဆိုလို့ရှိရင်အဲ့ဒီအလူငွေဘူးချက်အလူငွေအိတ်ချက်မှာမိမိကိုယ်တိုင်ပဲဖြားခင်ကိုမိမိကိုယ်ကိုပူဇော်ခြင်းနဲ့ဆိုတဲ့သူတွေ့ခဲ့ပါတယ်အဲ့ခါကျတော့တကယ်ပဲအံ့ဩပြီးမှကိုမြင်ပါတယ်ကချင်မျိုးတွေတကယ်ပဲဖျားကိုချစ်တယ်ဆိုတာကျွန်တော်တကယ်ပဲသိမှသိပါတယ်神様の本当の恵み神様の祝福を信じているですねクリスチャンにとって一番大切なことは何か今日の聖書の箇所を読んでいてね私アダムに対してもそうですイブに対してもそうですカインとアベルに対してもそうですけれどもクリスチャンにとって一番大切なことは許すことကာယနဲ့အဖေလာရဲ့အကြောင်းကိုလေ့လာတဲ့အခါမှာရောပဲကျွန်တော်တို့ခရိယန်ယုံကြည်သူများအတ္တမှာအရေးအကြီးဆုံးကတော့ခွင့်လွှတ်ခြင်းပဲဖြစ်ပါတယ်私たち自身罪人なのにいつも人と比べて自分たちの方が正しいとか自分たちの方をよく見せようと思っていますけれども結局は私たちも罪人なんですね神様の前から見たらကျွန်တော်တို့ကိုယ်တိုင်အပြစ်သားများဖြစ်ပါရဲ့နဲ့ကိုကပဲမှန်တယ်ကိုကကောင်းတယ်ဆိုတာကိုသူတစ်ပါးကိုပြချင်တယ်သူတစ်ပါးနဲ့နှိုင်းရှင်တယ်ဆိုတာဖျားတကယ်ကတော့ဖျားကြီးရှိမှအပြစ်သားပါပဲもしカインが自分自身のことも許しながら弟のことも許すことができたら殺すことはなかったわけですよね。အကယ်၍များကာယဟာမိမိကိုယ်ကိုလည်းခွင့်လွှတ်မယ်မိမိညီကိုလည်းခွင့်လွှတ်မယ်ဆိုလို့ရှိရင်အသက်ကိုတတ်တဲ့အချိန်ဖြစ်မှာမဟုတ်ပါဘူးこの世の中にはさまざまな間違いそしてまたわからないこともたくさんあるなんで神様こんなことするんですかなんで神様私は神様のことを信じて歩んでいるはずなのになぜこんなに苦しみを与えるんですか私たちにはねわからないことがたくさんあるんです私ねခါမှာပြဿနာတွေအမှားတွေကြုံရပါတယ်မိမိကဒီအမှားကိုမလုပ်ခဲ့ပါဘူး။ဘာကြောင့်ဒီလိုခက်ခဲတဲ့အရာတွေကြုံတွေ့ရတယ်ဆိုနားမလည်နိုင်တဲ့အရာတွေလည်းရှိပါတယ်でもそんな私たちに神様はもうすでに2000年も前にイエス様を送ってくださってるんです私たちはイエス様の十字架とイエス様の愛をもう知っているんですဖျားခင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကနေဒီမှာကျွန်တော်ကျမများရဲ့အပြစ်ကိုခွင့်လွှတ်ဖို့အတွက်ကယ်တင်ဖို့အတွက်ခရစ်တော်အားဖြင့်ပေးခဲ့ပါတယ်アダムとイブを
神様は罪を犯したけれども守り抜いてくださった。このカインすらも弟を殺したのにさらに神様は守ってくださった。今を生きて歩んでいる私たち一人一人にはもうすでにイエス様が与えられています。だとするのならば人と比べる必要はありません。နှုတ်ကပတ်တော်ချင်းမှာကာယင်ဟာလူသက်သမားဖြစ်တော်လည်းပဲဖျားခံသူ့ကိုလည်းမဆတဲ့တွေ့ကြရဲဆိုတော့တွေ့ရတယ်လို့ပဲကျွန်တော်ယုံကြည်သူတက်တာတွေဟာတက်တာမှာလည်းခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ်အတိတ်လူချင်းကိုခံရပြီးသားဖြစ်ပါတယ်神様は私たちにこれほど大きな祝福を用意してくださっていて、もっと大きな祝福は私たち一人一人に永遠の命が与えられている恵みを与えてくださっています。နေ့စဉ်အသက်တာမှာကျွယ်ဝသောကောင်းချီးမင်္ဂလာကိုဤညကျွန်တော်တို့ကခံစားရရှိနေပါတယ်။ဒီချက်သား၍ကြီးမားသောခြောက်ရအသက်ကိုလည်းခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုပေးချပြီးသားဖြစ်ပါတယ်။私たちが人と比べるのならその外に罪が待っています。しかし私たちが神様を信じて歩むのならば私たちには永遠の祝福が用意されています。ကျွန်တော်တို့ဟာသူတစ်ပါးကိုနှိုင်းရှင်ခြင်းမပြုဘဲအသက်ရှင်ဖို့လိုအပ်ပါတယ်။သူတစ်ပါးကိုနှိုင်းရှင်နဲ့အပြစ်မြင်မယ်ဆိုလို့ရှိရင်တော့အပြစ်ကကျွန်တော်တို့အနီးနားမှာပဲစောင့်နေပါပြီ။ဒါကြောင့်မို့လို့ဘုရားခင်ပြင်ဆင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုဟာဆိုလို့ရှိရင်ခြာဝရဖြစ်ပါတယ်神様の祝福を信じて歩みましょう。ဘုရားခင်ရဲ့ကျေးဇူးမင်္ဂလာကိုယုံကြည်တဲ့အသက်ရှင်ကြပါစို့